ရောနာကျွန်တော်တို့နေ့တိုင်းအတန်တွေကြားနေရတယ်နော်နေ့တိုင်းကြားနေရတာပဲအဲ့အထတွေကဘာတန်တွေလဲမသိကြားနေရတယ်ကြားနေရတဲ့အတန်အတိုင်းကြားသမျှနားမှာကြားသမျှကနားထဲဝင်သလားဆိုတော့မဝင်ဘူးနော်ကြားနေရတာပဲအတန်တွေဘာတန်လဲမသိကြားနေရတာပဲဒါပေမဲ့မဝင်ဘူးကျွန်တော်နားထဲမှာမဝင်နိုင်ဘူးတဲ့တို့စက်ရုံမှာကျွန်တော်လှုပ်တဲ့အခါမှာတို့စက်ကတော့သူလေစက်ထဲကိုပစ္စည်းတစ်ခုထည့်လိုက်တယ်တော့သူစက်ကအလုံးလုံးသွားတယ်အခါတည်းမှာစက်ကမကောင်းတဲ့တစ်ခုဖြစ်သွားတယ်ဆိုရင်ကျွန်တော်လှုပ်ဆမှာမသိဘူးလေလှုပ်သက်ကြာလာတဲ့အခါမှာမသိရလဲဆိုစက်ရဲ့အတန်ကိုနားထောင်လိုက်ရတယ်စက်ကပုံမှန်လေနေကြအတန်မဟုတ်တော့ဘူးစက်ရဲ့အတန်ကတစ်ခုဖောက်ပြန်သွားပြီဆိုရင်ကျွန်တော်ကလှည့်တော့ကြည့်စရာလို့သိပြီဒီဆက်ပြက်ပြီအဲ့လိုဖြစ်တယ်နော်အတန်ကြားရတယ်ကိုကျွန်တော်သိပြီဒီဆက်ကပုံမှန်မဟုတ်တော့ကြည့်လိုက်ရတယ်ဆက်ကတကားပြန်ဖွင့်လာတယ်ထဲကပစ္စည်းကပြက်နေပြီဆိုတာပြောစရာမလိုသိသွားပြီဆိုတော့နာကကြားပါများလာတဲ့အခါမှာသိတယ်ဒီအတန်ကပုံမှန်မဟုတ်ဘူးဒီအတန်ကတော့တခုခုချွတ်ယွန်းသွားပြီကျွန်တော်နားကနေ automatic သဘောပေါက်တယ်သိတယ်ဒါပါလဲဆိုတော့များကြားလို့ရှိရင်သဘောပေါက်တဲ့အကြောင်းလည်းတွေ့ရတယ်ဒါတည်းကျွန်တော်ရဲ့တက်တာထဲမှာနေ့တိုင်းနားတော့ထောင်နေတာပဲနော်တနေ့ကတပတ်လားထိုင်နေတပတ်လားထိုင်နေနော်ကျွန်တော်တို့ဒီတရားစကားနားထောင်တဲ့ရက်တွေကိုတွက်မယ်ဆိုရင်တော့မနှဲတော့ဘူးဒါလည်းမကောက်ဘူးနော် Facebook ထဲမှာလည်းတရားဟောချက်တွေနားထောင်တယ် YouTube မှာနားထောင်တယ်ကြားရတာပဲဒါပေမဲ့အဲ့ဒီကြားတဲ့အရာတွေတိုင်းတကယ်ကြားပြီလားကြားတဲ့ရတကယ်ကြားပြီလားဆိုတာအံ့ဩစရာနော်ဒီစကားလုံးကလည်းကြားတော့ကျွန်တော်တကယ်ကြားပြီလားလို့ထပ်မေးရတယ်အဲ့ဒါသခင်ယေရှုကဒီစကားကိုပြောတာဖြစ်တယ်ကြားစရာနားရှိတော်သူမိဒီကကြားပါစေတဲ့နော်မင်းနားရှိရင်ကြားမယ်ယေရှုပြောတာတော့ဘယ်လိုလဲဒီလူကဆိုတော့စဉ်းစားစရာရှိတယ်ကျွန်တော်တို့ကြားစရာနားရှိရင်တော့ကြားပါစေဆိုယေရှုကပြောတာအကြောင်းရှိတယ်ဒါမှရှင်မာကုတ်နဲ့ခန်းကြီး၄ခန်းငယ်1ကိုကျွန်တော်ခုနကတော့ဖတ်သွားတဲ့အခါဘာတွေ့ရလဲဆိုတော့နောက်တစ်ပံအိုင်နာမှာဆုံးမဩဝါဒပေးတော်မူစဉ်တွင်များစွာသောလူအပေါင်းတို့သည်ထံတော်၌စုဝေးကြသောကြောင့်အိုင်တွင်လေထဲသို့ဝင်၍ထိုင်တော်မူ၏တို့အရှိပိုင်းမှာကျွန်တော်ဖတ်ဘူးမယ်မှတ်မိကြလိုက်တယ်ဗောနော်ဘာတွေ့ရလဲဆိုတော့သခင်ယေရှုတရားဟောတဲ့ကောင်လူအုပ်ကြီးကများတော့လို့ဒီလူအုပ်ကြီးကယေရှုကိုပြီးမှဆိုရတယ်ဘာလို့လဲလူတွေကယေရှုကိုထိချင်တယ်တွေ့ချင်တယ်ကိုင်ချင်တယ်အဲ့တော့ဒီလူအုပ်ကြီးကတယုံနဲ့အရန်လာတဲ့အခါမှာဘာလုပ်ရလဲဆိုတော့ယေရှုကလေပေါ်မှာထိုင်ပြီးတော့ကမ်းနဲ့ခွာပြီးနေရတယ်ဒါမှမဟုတ်လူအုပ်ကြီးနဲ့အရန်မနိုင်တော့လို့အဲ့ဒီမျိုးဒီမှာပြောတယ်လူအုပ်စုကအရန်များလို့တဲ့အိုင်ထဲမှာလေပေါ်မှာထိုင်ပြီးတော့တရားဟောရတယ်တဲ့ယေရှုကကျမ်းစာအဲ့လိုပြောတယ်